Hello The Healthy Meal Channel လေးမှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အိမ်မှာအလွယ်တကူလှူစားလို့ရတဲ့ကြာစံတုပ်လုံးလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးကြာစံတုပ်လုံးဖို့လိုအပ်တဲ့တီးရွက်လေးတွေကိုဆေးကြောတန့်စင်ပေးထားလိုက်ပါမယ်ပြီးသွားရင်တော့အချင်းဖြော်ဖို့အတွက်မကြီးသီးမဲ့လေးတွေကိုရေဆေးပေးထားလိုက်ပါမယ်ရေးဆေးထားတဲ့မကြီးမဲ့လေးတွေကိုထရက်ခဲလေး3လေးလုံးလောက်ထည့်ပြီးတော့ကြိုပေးထားလိုက်ပါမယ်အချင်းရွှဲရွှဲလေးနဲ့စားကျင်တာမို့ရေလေးနည်းနည်းပို့ထည့်ထားပါတယ်ဒီနေရာမှာအချင်းပြစ်ပြစ်လေးကြိုက်တယ်ဆိုရင်တော့ရေလေးနည်းနည်း short ထည့်ပေးပါပြီးသွားရင်တော့အချင်းဖြော်တဲ့ထဲဖို့ကြက်သွန်ဖြူနေနဲ့ငရုတ်သီးခွဲချမ်းလေးတွေကိုကြိတ်ထားပေးလိုက်ပါမယ်ကျက်သွန်ဖြူနေနဲ့ငရုတ်သီးခွဲချမ်းစိတ်ထားတာလေးတွေကိုချင်ရတဲ့ထည့်ဖြော်ပေးမယ်ဆိုရင်အချင်ရတာကိုပိုကောင်းစေပါတယ်။ပြီးရင်တော့ချင်ဖြော်ဖို့အတွက် sauce လေးကိုပြင်ထားပေးပါမယ်။ chili sauce ကုန်နေရမို့တီဇာတို့ကြက်ကြော်တို့ဝယ်စားတော့ကပိုနေတဲ့ sauce အထုပ်လေးတွေကိုသုံးလိုက်ပါတယ်။ကြိုထားတဲ့မကြီးတွေထဲကို sauce ခုနကြိတ်ထားတဲ့ကျက်သွန်ဖြူနေငရုတ်သီးခွဲချမ်းလေးတွေထည့်ပြီးတော့5မိနစ်လောက်ထပ်ကြိုပေးလိုက်ပါမယ်။ပြီးသွားရင်တော့စီချက်စချက်ပါမယ်စီပူလာပြီဆိုလို့ရှိရင်ပပလေးထားတဲ့ကျက်သွန်ဖြူလေးတွေကိုထည့်ပြီးတော့မှစီချက်ချက်ပေးပါမယ်စီချက်ချက်တဲ့အခါမှာမီးအားလေးကိုရှော့ထားပေးပါမီးပူချိန်ရမ်းပြင်းရင်စီချက်တွေကဒူးလွယ်တာမလို့ပါကျက်သွန်ဖြူဖက်လေးတွေရွှေရောင်တန်းလာပြီဆိုရင်ဆွနွှဲမုံလေးထည့်ပြီးတော့မှစက္ကန့်20လောက်ထားပြီးလို့ရှိရင်ချလို့ရပါပြီကျက်သွန်ဖြူစီချက်လေးရပြီဆိုရင်တောက်ထဲကိုထည့်တော့ဖို့အတွက်ပဲပြားလေးတွေကိုကြော်ထားပေးလိုက်ပါမယ်ပဲပြားလေးတွေအကျက်ညီသွားအောင်အထက်အောက်ကိုလှန်ထားပေးလိုက်ပါမယ်ပဲပြားလေးတွေကရွှေရောင်တန်းပြီးတော့မှဒီလိုဖောင်းဖောင်းလေးဖြစ်လာပြီဆိုရင်တော့ရပါပြီကျက်သွားတဲ့ပဲပြားလေးတွေကိုပကံတစ်ခုတည်းထည့်ပြီးတော့အေးခံထားပေးလိုက်ပါမယ်ကြာစံလေးတွေကိုမပြုတ်ခင်မှာ9မိနစ်ခန့်ရေအေးလေးနဲ့စိမ်းထားပေးလိုက်ပါမယ်ကြာစံကိုတော့စံကြာစံလေးအသုံးပြုထားပါတယ်တကယ်လို့ဒီနေရာမှာကြာစံဖက်ပျော့လေးကြိုက်တယ်ဆိုလို့ရှိရင်တော့10မိနစ်လောက်စိမ်းထားပေးလို့ရပါတယ်အတုပ်ထဲသုံးမဲ့ပဲပင်ပေါက်လေးတွေကိုပွက်ဆူနေတဲ့ရေနွေးထဲထည့်ပြီးတော့စက္ကန့်30ခန့်ပြုတ်ထားပေးလိုက်ပါမယ်ပဲပင်ပေါက်လေးတွေကိုမပြုတ်ဖဲနဲ့အစိမ်းထဲသုံးလို့လည်းရပါတယ်ကျွတ်လေးနဲ့တစ်မျိုးစားလို့ကောင်းပါတယ်ပြုတ်ပြီးသားပဲပင်ပေါက်လေးတွေကိုရေအေးလေးနဲ့ဆေးပြီးတော့ရေစစ်ထားပေးလိုက်ပါမယ်အတုပ်ထဲတုပ်ဖို့သခွားသီးနဲ့ကော်ပီလေးတွေကိုပပလေးလိထားပေးလိုက်ပါမယ်တကယ်လို့အာလူးထည့်တာကြိုက်တယ်ဆိုလို့ရှိရင်တော့အာလူးလေးပြုတ်ပြီးတော့လည်းထည့်သုံးလို့ရပါတယ်နော်နည်းနည်းမင်းလေးတွေကိုလည်းပပလေးလိထားလိုက်ပါမယ်ကြာစံပြုတ်ဖို့အတွက်ပွက်ဆူနေတဲ့ရင်လေးတွေကိုစနွှဲမုံလေးအရင်ထည့်ပေးလိုက်ပါမယ်တကယ်လို့ကြာစံကိုအဝါရောင်မကြိုက်ဘူးဆိုလို့ရှိရင်တော့စနွှဲမုံမထည့်လည်းရပါတယ်ပြီးသွားရင်တော့ကြာစံဖက်လေးတွေကိုထည့်ပြီးတော့3မိနစ်ခန့်ပြုတ်ထားပေးလိုက်ပါမယ်ကြာစံဖက်လေးတွေကိုအပြော့အမာကိုလိုချင်တဲ့အနေအထားရအောင်ပြုတ်တဲ့ကြာချိန်ကိုအတိုးအလျှော့လုပ်ပေးလို့ရပါတယ်။ကြာစံလေးတွေကျက်သွားပြီဆိုရင်တော့ရေအေးလေးနဲ့ဆေးပြီးတော့ရေစစ်ထားပေးပါ။ပြီးသွားရင်တော့အေးခံထားတဲ့ပဲပြားလေးတွေကိုညှပ်ပေးထားပါမယ်။တောက်ထဲတောက်ဖို့အတွက်လိုအပ်တဲ့အသီးအရွက်နဲ့အစာပလာလေးတွေကအဆင်သင့်ဖြစ်နေပါပြီ။အတူသွဲစားဖို့ဟင်းကားလေးချက်ပါမယ်။ပွက်ဆူနေတဲ့ရင်နွေးထဲကိုဟင်းခမ်းမုံပဇွန်ချောင်းမုံ
ကျက်သွန်ဖြူထူထားတာလေးနဲ့ငံပြရည်လေးထည့်ပြီးတော့ခဏလောက်တည်ပေးထားလိုက်ပါမယ်ဟင်းရည်ထက်ချက်ဖို့အတွက်ကော်ပီလေးတွေကိုလှီးထားပေးပါမယ်ပြီးရင်တော့ဟင်းရည်အိုးတွေကိုလှီးထားတဲ့ကော်ပီလေးရဲ့ပဲပင်ပေါင်လေးရဲ့ထည့်ပြီးတော့မှအရွက်လေးတွေနှူးဣသွားအောင်လို့9မိနစ်ခန့်တည်ထားပေးလိုက်ပါမယ်ကော်ပီနဲ့ပဲပင်ပေါင်လေးတွေနှူးဣသွားပြီဆိုလို့ရှိရင်တော့ရပါပြီအပေါ်ကနေပြီးတော့ငရုတ်ကောင်းလေးဖြူပေးလိုက်ပါမယ်ကြာစံတုပ်လေးစတုပ်ပါတော့မယ်ကြာစံလေးထည့်ပါမယ်ပြီးတော့ပပလေးထားတဲ့ကော်ပီလေးနဲ့တခွားသေးလေးထည့်ပါမယ်ပဲပင်ပေါင်လေးထည့်ပါမယ်ပဲပြားလေးထည့်ပါမယ်နန်းနန်းပင်လေးထည့်ပါမယ်ကြက်သားမုံလေးထည့်ပါမယ်။ပစွန်ကြောင်းမုံလေးထည့်ပါမယ်။ပဲမုံနဲ့ငရုတ်သီးမုံလေးထည့်ပါမယ်။ငံပြာရည်လေးထည့်ပါမယ်။ပြီးသွားရင်တော့ချင်ရည်လေးထည့်ပါမယ်။ကျက်သွန်ဖြူစီချက်လေးထည့်ပါမယ်။ဆာပလာလေးတွေစုံအောင်ထည့်ပြီးသွားပြီဆိုတော့နယ်လိုက်ပါတော့မယ်။အခုဆိုရင်တော့အရန်စားလို့ကောင်းတဲ့ကြာစံတုပ်လေးရပါပြီအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်